အမျိုးသမီးတွင်ခင်မွန်း3ဦးရှိသည်ယနေ့တွင်သူမသည်ယင်းတို့3ဦးလုံးကိုတပြိုင်နက်တည်းအိမ်သို့ဖိတ်ခေါ်ခဲ့သည်ထို့ပြင်ထို3ဦးသားကိုအတူတူဖဲရရန်မာကြောင်ဆွဲခေါ်ခဲ့သည်အမျိုးသမီးသည်ဤသို့ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာအတူတကွနေထိုင်ခြင်းမှတဆင့်သူမ၏ဝမ်းထဲမှကလေးဖခင်ကိုရှာဖွေဖော်ထုတ်ရန်ဖြစ်သည်အဖြစ်ပြက်မှာလွန်ခဲ့သောတလခန့်ကစတင်ခဲ့သည့်အမျိုးသမီးသည်ထိပေါက်၍ဒေါ်လာတန်း300ရရှိခဲ့သည်သူမသည်ချက်ချင်းပင်စိန်ခံအင်ကြီးတစ်လုံးဝယ်ယူခဲ့ပြီးတငယ်ချင်းများကိုပါတီပွဲဖိတ်ခေါ်ခဲ့ရုံသာမကသူမ၏ခင်မွန်း3ဦးလုံးကိုပါတစ်ချိန်တည်းဖိတ်ခေါ်ခဲ့သည်ပါတီပွဲတွင်အရက်မူး၍အမျိုးသမီးမတော်တဆချော်လဲခဲ့သည်သူမသတိရလာသောအခါတလားတိတိကြာမြင့်ခဲ့ပြီးထိုအချိန်တွင်သူမ၏အချစ်ဆုံးတငယ်ချင်းကသူမ၌ကိုဝင်ရှိနေကြောင်းပြောပြခဲ့သည်အမျိုးသမီးသည်စစ်ချက်ပုံစံကိုချက်ချင်းဆွဲယူကြည့်လိုက်သည်တငယ်ချင်းကကိုဝင်တည်ရှိသည့်အချိန်သည်လွန်ခဲ့သောတလားကအချိန်နှင့်တိုက်ဆိုင်နေကြောင်းပြောခဲ့သည်ထိုစကားကိုကြားသောအခါအမျိုးသမီးသည်ဘာလို့ရမှန်းမသိအောင်ဖြစ်သွားသည့်အကြောင်းမှာသူမအရက်မူးနေစဉ်ကမြည်သည့်အခန်းသို့ဝင်ရောက်ခဲ့သည်ကိုမမှတ်မိတော့သောကြောင့်ပင်ထိုအချိန်တွင်အမျိုးသမီး၏ခင်မွန်း3ဦးစလုံးသည်သူမကိုလာရောက်ကြည့်ရှုရန်ဆေးရုံသို့တပြိုင်နက်တည်းရောက်ရှိလာကြသည်ယင်းတို့ထဲမှတဦးသည်စည်ရင်းဝင်ကုမ္ပဏီကြီး၏တထေးတဦးမှာကဘာကျော်သိပ္ပံပညာရှင်နှင့်နောက်ဆုံးတဦးမှာနာမည်ကြီးအဆိုတော်တို့ဖြစ်ကြသည်သို့သောယင်းတို့အားလုံးသည်အမျိုးသမီးနှင့်လျှို့ဝှက်လက်ထပ်ထားခြင်းဖြစ်ပြအမျိုးသမီး၏အခြေရေးအတွေ့အကြုံများအားလုံးကိုမသိကြပေသူတို့သည်ဆေးရုံခန်းတကားသို့ရောက်သောအခါ3ဦးစလုံးကမိမိတို့သည်အမျိုးသမီး၏အကိုများဖြစ်ကြောင်းပြောဆိုခဲ့ကြသည်ကလေး၏ဖခင်ဖြစ်လို၍အပြိုင်ဆိုင်ဖြစ်ပေါ်လာခြင်းကိုတားဆီးရန်အတွက်အမျိုးသမီးကသူမကိုဝင်ရှိသည့်သတင်းကိုဖုံးကွယ်ထားခဲ့သည်သို့သောသူမ၏နောက်ထပ်ပြောလိုက်သည့်စကားကမူအံ့မခန်းဖြစ်သွားစေခဲ့သည်